ပုံမှန်မတ်တရက်တဲ့အနေထားမှာလက်လေးနှစ်ဖက်ကိုကောင်းမွန်တင်မယ်။ညာဘက်ခြေထောက်ကိုညာဘက်ကိုနည်းငယ်ချဲပြီးတော့အနောက်ကိုထိုင်ချမယ်။ညာဘက်ခြေထောက်ကိုပြန်စုမယ်။ဘယ်ဘက်ခြေထောက်ကိုဘယ်ဘက်ကိုအနည်းငယ်ချဲပြီးနောက်ကိုထိုင်ချမယ်။ဘယ်ဘက်ခြေထောက်ကိုပြန်စုမယ်။အဲ့ဒီပုံစံလေးကိုကျွန်တော်တို့10ကြိမ်ကနေအကြိမ်20ကို4ကြောကနေ5ကြောထိကစားပေးရမယ်။ပုံမှန်မတ်တရက်တဲ့အနေထားမှာခြေထောက်ကိုဘေးကိုပကုံးဆိုင်ကျဲလောက်ချဲမယ်ခြေပြားလေးတွေဘေးကိုကလက်ကိုရင်ဘတ်မှာကပ်မယ်ဒူးကောင်းဘေးကိုချဲပြီးခါဆက်တိုင်းလေးထိုင်ချမယ်ပြန်ထမယ်နောက်ထိုင်ချတဲ့ချိန်လေကိုရှူသွင်းမယ်ထားတဲ့ချိန်လေကိုမှုတ်ထုတ်မယ်နောက်ရေပေါင်နဲ့တင်ပါကိုအားဆိုင်ပြီးတော့ထိုင်ထလုပ်ကမယ်ဒီလေးချိန်ကို10ချိန်ကနေအချိန်20ကို4ကောက်ကနေ5ကောက်ထိကစားပေးရမယ်ပုံမှန်မတ်တရက်တဲ့အနေထားမှာခြေထောက်နှစ်ဖက်ကိုဘေးကိုခက်ကျဲကျဲလေးချင်းမယ်ခြေပြားတွေဘေးကို45ဒီဂရီလောက်ဆောင်းမယ်လက်ကိုအောက်ကိုတွဲလောင်းချမယ်ဖြည်းဖြည်းချင်းကြမ်းမြင့်တဲ့လက်နဲ့ထိတဲ့ဒီထိုင်ချမယ်ပြန်ထတဲ့အခါမှာခြေပြားထောက်မယ်ဖနှောင်းကြွရမယ်အဲ့ပုံစံလေးကြမ်းမြင့်လက်နဲ့ထိတဲ့ဒီထိုင်ဖြည်းဖြည်းချင်းပြန်ထမယ်ခြေပြားထောက်မယ်အဲ့ပုံစံလေးကိုကျွန်တော်တို့10ချိန်ကနေအချိန်20ကို4ကြောကနေ5ကြောထိကစားပေးရမယ်မတ်တရက်တဲ့အနေထားမှာခြေထောက်လေးနှစ်ခုကိုစုမယ်လက်တွေကို